ဒီနေ့ကတော့ဘန်ကောက်မြို့အတွင်းမှာပဲရှောက်လည်မှာပါအရင်ဆုံးစပါကိုသွားပါတယ်အရန်နာမည်ကြီးတဲ့ခောက်ဆန်လန်းတွေကိုလည်းပတ်ကြည့်ခဲ့ပါသေးတယ်စားစရာတွေလည်းအဆုံးရှိတယ်မိတို့ကညနေပိုင်းသွားပြစ်လိုက်လို့ပါညပိုင်းသွားရင်ပိုကောင်းပါတယ်ပိုစီပါတယ်ဘတ်50ပဲပေးရတဲ့ mango smoothie တွေလည်းအရန်ကောင်းပါတယ်ညနေကျတော့ရန်ကုန်ဘာကိုဆက်သွားကြပါတယ်အဲ့ဒီကဝသားတို့အရန်စားကောင်းတယ်ဝသားတို့ကောင်းကောင်းလေးစားဖို့ဆိုရင်တော့စောစောလေးသွားဖို့အတွက်အကြံပေးခြင်းပါတယ်နောက်ကျမှသွားတဲ့အခါကျရင်စားခြင်းနဲ့အသားတွေမစုံတော့လို့ပါရန်ကုန်ဘာမှာစားကြတောက်ကြစူကြပြောကြပါကြပါတယ်ဒါကတော့ကျမတို့ရဲ့အဆိုတော်တီးတဲ့အဆိုတော်2ယောက်ပါအဆိုတော်ရဲ့တခြင်းတွေကိုလည်းခန်းစားကြည့်လိုက်ကြပါဦးဒီညကတော့ဒီလောက်ပါပဲနောက်နေ့မနက်မှာပတရားသွားဖို့ရှိရတဲ့ကြောင့်မလို့စောစောနားကြပါတယ်ပတရားကလေးစားဗုဒ္ဓကိုအရင်သွားဖို့တယ်ပြီးတော့ view point ကိုသွားတယ်မမိတ်ကဖေးလဲသွားခဲ့ပါသေးတယ်အရန်လှပြီးတော့ဓာတ်ပုံရိုက်လို့အရန်ကောင်းပါတယ်ပတရားခန့်ကြီးတဝိုင်းရှောက်ကြည့်ခဲ့ကြပါသေးတယ်ဒီနေရာရောက်ကိုကက်စီးခြင်းနဲ့အကိုကြီးကပတရားမှာလည်းကိုကက်ဝင်စီးခဲ့ပါသေးတယ်ပတရားမှာညမအိပ်ဖဲနဲ့ဘန်ကောက်ကိုနေချင်းပြန်ခဲ့ကြတယ်ခီးသွားတွေကြားမှာရေပန်းစားနေတဲ့ဝတ်အာရုံဖျားကိုလည်းသွားခဲ့ပါသေးတယ်။ထိုင်းဝင်းဆောင်လေးတွေဝတ်ပြီးဓာတ်ပုံရိုက်တာကိုလည်းလုပ်ခဲ့ပါသေးတယ်။ဝတ်အာရုံဖျားမှာဝင်ကြီးပေးရပါတယ်။ဖျားဝင်းအတွင်းမှာထိုင်းဝင်းဆောင်လေးငားတဲ့ဆိုင်တွေရှိပါတယ်။သပင်လည်းပြင်ပေးပါတယ်။ Professional photographer နဲ့ဓာတ်ပုံရိုက်ချင်တဲ့ဆိုရင်လည်းပတ်စံအပိုးထပ်ပေးရပါတယ်။ဘရောင်နီကိတ်တွေစားပြီးရည်နေပြီရှားလိုက်လေနည်းနည်းကြည့်ရမှာဖြစ်လို့စင်တာဆိုတာလေသူ့နာမည်ကဘာလို့လဲဒီအနီယာဝတ်တဲ့ဆုံးရှိလို့ဒီစိတ်မဝင်ပို့တူပို့တူကြည့်စင်များဒီချင်းမလုပ်ချင်ဟုတ်အမေကလည်းအဲ့လိုကားလို့မဟုတ်အဲ့လိုမကြည့်တော့ဟုတ်ဒီကကားရတဲ့ဒါဝိကတမီးကြည့်ဟုတ်ဟုတ်မတူဘူးစားမီဒူရီရလို့စားဟုတ်တယ်စားမိုင်း level မကြီးပဲနေတယ်တတိယလို့စားဘူးမျိုးနေတော့ဟဲ့ဟာ level ကြီးတာတတိဖြည်းဖြည်းချင်းစားရတယ်နော်ဖြည်းဖြည်းစားတယ်မပြန်ခင်ညမှာဘာလဲသွားလိုက်ပါသေးတယ်မတရားပုံလေးထိပေးထားပါတယ်မိရဲ့ Thailand vlog လေးကတော့ဒီလောက်ပါပဲနောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်မိတို့သွားခဲ့တာကိုအမှတ်တရအနေနဲ့ပြန်ပြီးတင်ပေးပြတာပါအားပေးကြတဲ့သူအားလုံးကျေးဇူးများတင်ပါတယ် bye bye